မျိုးသမီးတယောက်ကနိုးနိုးချင်းမှာပဲပထမဆုံးလှုပ်လိုက်တဲ့အရာကတော့သူမရဲ့ခြေထောက်ပေါ်ကိုစီပူတွေလောင်းချလိုက်တာပါပဲပြီးတော့သူမကကကြေးတစ်လက်ကိုယူပြီးသူမရဲ့စံပင်ရှည်တွေကိုညှက်ပစ်လိုက်ပါတယ်ဒီလိုတွေလုပ်ရတာအားလုံးကတော့သူမရဲ့အရင်ဘောတုန်းကစုချီးမြင့်ပွဲတစ်ခုမှာဆုလက်ခံရယူနေတော့အမျိုးသမီးတယောက်ကစင်ပေါ်ကိုရုတ်တရက်ပြေးတက်လာပြီးသူ့ယောက်ျားကိုခိုးယူခဲ့တယ်လို့ဆွဆွဲခဲ့လို့ပါပဲအဲ့ဒီမှာရှိနေတဲ့လူတိုင်းကသူမကိုဝိုင်းဝန်းရှုတ်ချခဲ့ကြပြီးသူမကနေရာမှာတင်ကြေခွဲစွာနဲ့လောကကြီးတဲကနေထွက်ခွာသွားခဲ့ရပါတယ်သူမလုံးဝမျှော်လင့်ထားခဲ့တာကတော့နောက်တစ်ခါမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာစုချီးမြင့်ပွဲမတိုင်ခင်တညကိုပြန်ရောက်နေခဲ့တယ်ဆိုတာပါပဲဖဲဒီအချိန်မှာပဲသူမကအရင်ဘောတုန်းကသူမနဲ့တိတ်မတီးတဲ့ညီမကသူ့ကိုဖြော်ရီတစ်ခွက်လာတက်ခဲ့ပြီးအဲ့ဒါကိုတော့ပြီးနောက်မှာသတိလက်သွားခဲ့တာကိုပြန်သတိရသွားခဲ့ပါတယ်အခုတော့သူမနားလဲသွားခဲ့ပါပြီအဲ့ဒီဝိုင်းတစ်ခွက်ကထောင်ချောက်ရဲ့အစဖြစ်နေခဲ့တာပါသူညီမကနောက်တစ်ချိန်ဖန်ခွက်တစ်ခွက်ကိုလာပေးတဲ့အခါမှာတော့သူမကချက်ချင်းပဲလက်ကိုမြောက်ပြီးပြန်ပတ်ထုတ်လိုက်ပါတယ်ဒါပေမဲ့သူညီမကနောက်တစ်ခွက်ယူလာပြီးဒီဝိုင်းကိုသူတို့အမေကအထူးတလဲပြင်ဆင်ပေးထားတာဖြစ်ကြောင်းပြောခဲ့ပါတယ်သူမကချက်ချင်းပဲတည်ဝင်သွားပြီးဖန်ခွက်ကိုပြန်တွန်းထုတ်လိုက်ပါတယ်သူညီမနောက်ထပ်အကျယ်စီတွေမထုတ်နိုင်အောင်တားဆီးဖို့အတွက်သူမခိုင်လုံတဲ့သက်သေတစ်ခုလိုအဲ့နေခဲ့ပါတယ်ဖဲဒီနောက်မှာတော့သူမမေကသူမကိုမိသားစုမျိုးရိုးစင်ဆက်ကြောက်စိမ့်လက်ကောက်တကွင်းကိုပေးခဲ့ပါတယ်သူမျိုးတရက်ပြန်တရိယာသွားခဲ့တဲ့အရင်ဘော်တုန်းကသူ့အမေကနောက်ဆုံးအချိန်မှာဆေးရုံကိုသွားခဲ့လို့သူ့ဘက်ကနေပြောပေးမဲ့သူတယောက်မှမရှိခဲ့တာပါအခုတော့သူမသားသူ့အမေနဲ့အတူတူရှိနေတဲ့၍သူ့မှာသက်သေရှိနေမှာဖြစ်ပါတယ်ဒါပေမဲ့ဒါကလုံလောက်တဲ့ဘေးကင်းမှုမရှိသေးဘူးလို့သူမခံစားခဲ့ရပါတယ်စားပွဲထိုးတယောက်ကဟင်းချိုပူပူတွန်းတဲ့တစည်းကိုတွန်းလာတာကိုမြင်တော့သူမကတမင်ကဘဲဝင်တိုက်လိုက်ပြီးပေါ့ပေါ့ဆူနေတဲ့ဟင်းချိုတွေကသူ့ခြေထောက်ပေါ်ကိုဖိတ်ဆင်သွားစေခဲ့ပါတယ်သူမမေကထိတ်လန့်ကြားနဲ့သူမကိုဆေးရုံကိုချက်ချင်းခေါ်သွားခြင်းခဲ့ပေမဲ့သူတို့တကားဝကိုရောက်တဲ့အခါမှာပဲသတင်းထောက်တွေရောက်လာခဲ့ပါတယ်။မကြီးဆေးရုံသွားတာကအတင်းဖြစ်သွားမှာကိုသူမစိုးရိမ်တာကြောင့်သူ့စိတ်ကိုအမြင်ပြောင်းလိုက်ပြီးမိသားစုဆရာဝန်ကိုအိမ်ကိုခေါ်လိုက်ပါတယ်။သူမအိမ်ထဲက CCTV ကင်မရာတွေကိုကြည့်ပြီးဒီတခါတော့သူမပြည့်အလားပြင်ဆင်ပြီးပြီလို့ခန်းစားလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာသူ့အမေကတခြားအခန်းမှာအိတ်ချင်ခဲ့တာကြောင့်သူမကအမေသူနဲ့အတူတူနေပေးဖို့အသေးတန်ကျွမ်းနဲ့ပြခဲ့ရပါတယ်။ဒါပေမဲ့သူမကဘေးကင်းတယ်လို့မခန်းစားရသေးတာကြောင့်အိမ်သားတွေကိုဝင်သွားပြီးကကြေးကိုသုံးကသူမရဲ့စံပင်ရှည်တွေကိုညီနာမှုမရှိအောင်ညှက်ပစ်လိုက်ပါတယ်ဒီရှိုးဝက်ချက်ကတော့သူမကိုယ်တိုင်ပဲသိတဲ့အရာတစ်ခုဖြစ်ပါတယ်နောက်တနေ့စုချီမြင့်ပွဲမှာတော့သူမစွတ်တစိတ်ကိုနောက်တစ်ချိန်ကင်ထားတဲ့အခါမှာအဲ့ဒီမျိုးသမီးကတကယ်ပဲစင်ပေါ်ကိုပြေးတက်လာခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲသူမကပြင်ဆင်ထားခဲ့ပြီးဖြစ်လို့ပါးရိုက်တာကိုရှောင်နိုင်ခဲ့ပါတယ်အမျိုးသမီးကတက်သေးမရှိပဲဒါဟာအသေးအဖြစ်မှုဖြစ်တယ်လို့ကြေညာခဲ့ပေမဲ့ဆွဆွဲသူကရင်းနှီးတဲ့ဗီဒီယိုတစ်ခုကိုချက်ချင်းထုတ်လွှင့်ခဲ့ပါတယ်သူမကဗီဒီယိုထဲမှာပြတ်ထားတဲ့အခန်းကိုဘယ်တော့မှမမြောက်ဘူးကြောင်းအေးအေးဆေးဆေးပဲထောက်ပြခဲ့ပါတယ်ပြီးတော့သူမရဲ့ပတီးစီးထားတဲ့တန်ရာကိုပြပြီးသူ့အမေကတက်သေးထွက်ဆိုပေးနိုင်တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူ့အမေကမင်းမြတ်ကစောစောအိယာဝင်သွားခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်အမျိုးသမီးကစိတ်ထဲမှာထိတ်လန့်သွားပေမဲ့အပြင်ပန်းမှာတော့တည်ငြိမ်နေခဲ့ပြီးအဓိကတက်သေးတွေကိုဆက်လက်တင်ပြခဲ့ပါတယ်ဒါပေမဲ့သူ့ညီမနဲ့သူ့အဖွဲ့ကတော့လက်မလျှော့သေးပဲတန်ရာတစ်ခုတည်းကသူမရဲ့အဖြစ်ကင်းစင်မှုကိုတက်သေးမပြနိုင်ဘူးလို့ပြောခဲ့ကြပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲဗီဒီယိုကရုတ်တရက်အနီးကဲရက်ချက်တစ်ခုကိုပြောင်းသွားပြီးသူမရဲ့ခြေထောက်မှာအပူလောင်တန်ရာတစ်ခုရှိနေတာကိုဖော်ပြ